အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Luxury Mirza ရဲ့ကိုမင်းစားပါကျွန်တော်တို့ Luxury Mirza မှာ in-stock ရရှိသွားမယ် RM collection ကိုကြည့်ချင်ကြတဲ့သူတွေအတွက်ကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာ RM collection ကိုကျွန်တော်ပြပေးသွားမယ်ဖြစ်ပါတယ်ပထမဆုံးကျွန်တော်ပြပေးသွားမယ့် model လေးကတော့ Richard Mille RM 1102ကိုမှ Philip Mesa edition လေးပဲဖြစ်ပါတယ်ဒီကောင်က titanium နဲ့ရရှိသွားမယ်ဖြစ်ပါတယ်နောက်တစ်မျိုးကတော့ RM 1102ကိုမှ Philip Mesa ပဲအဲ့ဒါလေးကတော့ blue bezel လေးနဲ့ရရှိသွားမယ်ဖြစ်ပါတယ်ဒီကောင်လည်း titanium လေးပါနောက်တစ်လုံးကတော့ကျွန်တော်တို့ Luxury Mirza မှာ RM 1102ကိုမှလူကြိုက်အများဆုံးဖြစ်တဲ့ RM 1102 Black Devil Edition လေးရရှိသွားမယ်ဖြစ်ပါတယ်ကျွန်တော်တို့ Luxury Mirza မှာ RM 1102တွေရဆိုရင်ကျွန်တော်တို့ဒီမှာ3လုံး install ရရှိသွားမယ်ဖြစ်ပါတယ်နောက်ထပ် model ကျွန်တော်ပြပေးသွားမှာကတော့ RM 1103ကိုမှ Titanium လေးပဲဖြစ်ပါတယ်ဒီကောင်က RM 1102ထက် size နည်းနည်းပိုကြီးသွားမယ် RM 1103က size နည်းကြီးတယ် O2 က size နည်းသေးတယ်ဒီဟာလေးက RM 1103ပါဒီကောင် Titanium ကိုမှ black strap လေးနဲ့ရရှိသွားမယ်ဖြစ်ပါတယ် Titanium မဟုတ်ပဲ carbon fiber တွေကဝစ်ချင်တယ်ဆိုတဲ့သူတွေအတွက်လည်းကျွန်တော်တို့ဒီမှာ RM 1103ကိုမှ TPT black carbon yellow strap လေးနဲ့လည်းရရှိသွားမယ်ဖြစ်ပါတယ် Richard Mille ဆိုရင် skeletonized style လေးဝစ်ချင်တယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်တို့ Luxury Mirza မှာ RM ကိုမှ055 Boba Wetson edition လေးလည်းရရှိသွားမယ်ဖြစ်ပါတယ်ဒီကောင်ကြတော့အပေါ်အောက်ဖောက်မြင်ရတဲ့ skeletonized style လေးနဲ့ရရှိသွားမယ်ဖြစ်ပါတယ်ကျွန်တော်စီမှာဒီ RM ဒီ RM 055ထဲရဆိုရင်ကျွန်တော်စီမှာ3မျိုး install ရရှိသွားမယ်ဖြစ်ပါတယ်ဒီဟာလေးကတော့ titanium ကိုမှ black strap လေးနဲ့ပါနောက်တစ်လုံးကတော့လူကြိုက်အများဆုံးဖြစ်တဲ့ all black edition လေးပါနောက်ထပ်တစ်လုံးကတော့ titanium ကိုမှ green strap နဲ့ဝတ်ချင်တဲ့သူတွေအတွက်ကျွန်တော်စီမှာ055တဲ့ titanium green လေးလည်းရရှိသွားမယ်ဖြစ်ပါတယ်RM ဆိုရင် racing model ထဲကဝစ်ချင်တယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်စီမှာရှာပပ RM6501 ကိုမှ racing လေးလည်းရှိသွားမယ်ဖြစ်ပါတယ်ဒီကောင်ဆိုရင်ကျွန်တော်တို့စီမှာ rose gold black နဲ့ rose gold green နှစ်မျိုးလုံး install ရှိသွားမယ်ဖြစ်ပါတယ်နောက်တစ်လုံးကတော့ skeleton style လည်းဖြစ်မယ် titanium body နဲ့လည်းဖြစ်မယ်အဲ့ဒါလေးကတော့RM3503 ကိုမှ Raphael Nadal edition လေးပဲဖြစ်ပါတယ်ဒီဟာလေးကကျွန်တော်စီမှာ titanium ကိုမှ blue strap နဲ့တစ်လုံးရရှိသွားမယ်ဖြစ်ပါတယ်အခုပြသွားပေးမယ့်နှလုံးကတော့ကျွန်တော်ကြိုက်လို့ကျွန်တော်တင်ထားတဲ့အလုံးလေးဖြစ်တဲ့အဲ့ဒါလေးကတော့ RM65 ကိုမှ Sapphire လေးပဲဖြစ်ပါတယ်ဒီဟာ Tourbillon ပါရှိသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ပတ်လုံးလေးပါနောက်တစ်လုံးကတော့ RM2101 ကိုမှ Carbon Fiber Rose Gold လေးပဲဖြစ်ပါတယ်ဒီဟာလည်း Tourbillon edition လေးပဲဖြစ်ပါတယ် Richard Mille ကို quality အမြင့်မှစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်တို့ Luxury Mirza မှာ quality အမြင့်ဆုံး RM လေးတွေကို in stock မြင့်မြင့်ကြည့်ရှုဝယ်လို့ရတော့မှာဖြစ်ပါတယ်ဒီနိုင်တွေမှာစက်ပိုင်းဆိုင်ရာအာမခံကလည်းကျွန်တော်တို့3နှစ်တိအပြည့်ဝပေးတော့မှာဖြစ်ပါတယ် quality အမြင့်မှစိတ်ဝင်စားတဲ့ quality အမှန်ကန်တွေကိုမှmodel အမြင့်တွေမှာစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်တို့ Luxury Mirza မှာစိုင်းထိလာရောက်ပြီးတော့စိတ်ကြိုက်အလုံးကိုမြင့်မြင့် in stock ကြည့်ရှုဝယ်ယူနိုင်ပါတယ်ကျွန်တော်ဆိုင်လေးစာကတော့ရန်ကုန်ဗပဲတဲ့မြို့နယ်ကုန်းစည်းတဲ့လမ်းအလဲဘလောက်အမှတ်958 953 Great Cairo ကိုလို့ EF လေးတော့မှာတရှိပါတယ်ဆိုင်ကိုလာရောက်ပြီးတော့စိတ်ကြိုက်အလုံးကိုရွေးချယ်ဝယ်ယူလို့ရပါတယ်